္ဂလာတော်ကလာပါကိုကျော်မင်းသိန်းမှာအပျော်တမ်းအာစကာဓမ္မတယောက်ပါဒီကိုတပတ်ကိုကြာရာမလို့နေ့အပတ်စဉ်တိုင်းအမြဲတမ်းလာပြပြီးလုပ်ပြပါတယ်အဓိကကတော့ကျွန်တော်တို့ကမာသရွန်မားတွေဆိုမာသရွန်ပြေးတို့ဒီအတူလေးတွေအင်နာဘယ်လေးတွေဒွေလေးတွေဒီကိုထိကိုလို့ဥစုပြီးဝန္နာဖူးနဲ့ပေါင်းပြီးတော့ဒါလေးကိုကြာနာပေါ့ကျွန်တော်တို့အမြဲတမ်းလို့အပတ်စဉ်လုပ်ပြပါတယ်မာသရွန်ကတော့ရေရှည်ပြေးရတဲ့လုပ်ငန်းစဉ်ဖြစ်တော့တနာရီ2နာရီ3နာရီဒီလိုကွင်းထဲမှာအတူလေးပြေးတာမှာရေရှည်လောင်းတိုင်းအတွက်ခံနိုင်ရှိတာပေါ့ဟာတွေလည်းခံနိုင်တယ်မာဇယ်လည်းခံနိုင်တယ်အဲ့အတွက်ဒီထွက်ခွင်းအင်တာဘယ်ကလည်းအရန်ရေးကြီးရမာသရွန်အတွက်50ရာခိုင်နှုန်းလောက်အရန်ရေးကြီးရခင်ဗျကျမ်းမာရေးနဲ့လိုအပ်ချက်ရတော့အပြေးလေးချိန်ကတော့အသက်ကြီးရည်တွေပြေးလို့ရတဲ့အတွက်အားလုံးကိုလည်းဖိတ်ခေါ်ရပါရဲ့ဒါကျွမ်းမှုလည်းအားလုံးကိုလည်းအားလုံး free ပါတွေလောက်တာရောတင်ပြတာအားလုံးကဘာမှပေးစရာမလိုတဲ့အတွက်ရေးသိချင်ပါတယ်ဖိတ်ခေါ်ရပါရဲ့ကျွန်တော်နာမည်ကိုထေးကိုပါကျွန်တော်တာမွေကြိုက်ကစံအားသာကွင်းရလာတာပါကျွန်တော်တို့ကြာသာပတင်းနေ့တိုင်းရန်နာဖူးနဲ့အတူကျွန်တော်တို့ကြာသာပတင်းနေ့တိုင်းမှာကျွန်တော် running တွေလေးတွေ running found လေးတွေကျွန်တော်ပုံမှန်လာပြီးလုပ်ဖြစ်ပါတယ်အဓိကရွယ်ချက်ကတော့ကျွန်တော်တို့ဒီမှာထွက်ကွင်းပေါ့ထွက်ကွင်းဆိုရင်ကျွန်တော်တို့ကစားသမားတွေလေးလေးမဲ့ဖြစ်ဖြစ်အပျော်တမ်းမဲ့ဖြစ်ဖြစ်ဒီထွက်ကွင်းရဲ့ speed training လေးတွေပြီးရင်တွေလေးတွေဒီမှာထွက်ကွင်းမှာလုပ်တဲ့ခါကျတော့ကျွန်တော်တို့running found လေးတွေပြင်ရတာစပြီးတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဟုတ်အဓိက training ကတော့ကျွန်တော်အနည်းဆုံး6လလောက်ရှိမှဒီပွဲကိုဝင်ပြိုင်မယ်ဆိုလို့ရှိရင်တော့ ready ဖြစ်မှာပါเนาะအဲ့ကြတော့မှကျွန်တော်က6လောက် injury ရတာတွေကျွန်တော်တို့တွေ training အကြောင်းကြောင့်မသိဖြစ်တဲ့ရက်တွေလည်းရှိမယ်အဲ့တော့အနည်းဆုံး6လလောက်တော့ကျွန်တော်တို့ယူမှဒီမာသွန်အတွက်ကိုကျွန်တော်အကျုံးဝင်ပါ training ကိုလုံလောက်စွာဆင်းပြီးမှပဲဒီမာသွန်တွေပိုင်းဝင်ပြိုင်တာတော့အကောင်းဆုံးဖြစ်မှာပါဟုတ်အဓိကကတော့ကျွန်တော်တို့စပြီးတော့ဒီမှာပြီးတော့မယ်ဆိုလို့ရှိရင်ဝါသနာပါလာပြီဆိုလို့ရှိရင်တော့နီးပြဆရာကောင်းနေတော့လိုမယ်ခင်ဗျ။ဘာကြောင့်လဲဆိုတော့ကိုနဲ့ကိုပတ်ဝန်းကျင်မှာနီးစက်တဲ့ဆရာတွေနဲ့တခြားလေးလေးလာပါ။လေးလာပြီးတော့ဒီလိုမာသွန်ထွေနေမျိုးကိုတခြားလေးယူပါ။ကျမနာမည်ကတော့ဒေါ်မမမင်းပါလာတာတော့လာတာမျိုးနေရပါဒီပရိသာကွင်းကိုတော့တစ်ပတ်တစ်ချိန်ပဲလာပါတယ်ကျမဒီအပျော်နှမ်းအဖွဲ့ကိုကြတော့ဒီနီးစနစ်ပိုင်းဆိုင်ရာပေါ့နော်သူတို့လိုအပ်တာလေးတွေအကုန်လုံးပြုပြင်ပေးတယ်ခြေလမ်းမိုင်းခြေလမ်းပလက်မိုင်းလက်ကောင်းကောလိုမျိုးပေါ့နောက်လေ့ကျင့်ခန်းလေးတွေမှန်အောင်လုပ်ပေးတယ်နောက်ပြေးဖို့ training လိုတယ်ဆိုလို့ရှိရင်လည်း training လေးတွေနည်းနည်းတင်ပြပေးပါတယ်1983ကနေစပြီးတော့မာရသွန်စပြေးလာတာပါမာရသွန်ပွဲ6ပွဲ9ပွဲလောက်တော့ပြေးခဲ့တယ်ပေါ့နော်အဲ့မှာစုတစိတ်ကတော့စီးဂိမ်းမှာအားလုံးပေါင်းရွှေတစိတ်9ခုရခဲ့ပါတယ်နိုင်ငံတကာပြိုင်ပွဲပိုင်းဆိုလို့ရှိရင်တော့ရွှေ15ခုထိရခဲ့ပါတယ်နောက်အဲ့မာရသွန်ပြေးမယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီလိုအပ်တဲ့အစားအသောက်တို့အနေထိုင်တို့အဲ့ဒါမျိုးတော့အများကြီးစီကန်းလို့ရှိဖို့တော့လိုတာပေါ့နော်ဒီမာရသွန်အတွက်ကိုအများကြီးစူးစမ်းအထောက်ရတယ်ခံနိုင်ရည်ပိုင်းရောစပီဒ်ပိုင်းရောအဲ့ဒါဒီအများကြီးလိုအပ်ပါတယ်အစားအသောက်ကစအကုန်လုံးလိုအပ်ပါတယ်တွေ့ကြုံကတော့ကျမ1983ကတော့ကျမစပြီးမာရသွန်ပြေးတာပါနော်ပြေးတဲ့အခါကျတော့ကျမတခါမှလည်းမပြေးဘူးတော့အတွေ့အကြုံလည်းမရှိဘူးလေဘာတွေဘယ်လိုလုပ်ရမလဲဘယ်လိုစားတော့ရမလဲဆိုလည်းမသိဘူးနောက်ဘာလို့ဆိုတော့နောက်တစ်ခုကကျမပြေးတာတာလက်ပြေးတာမီတာ1500 3000ပြေးတယ်ပြီးတော့မှမာရသွန်တက်ပြေးရတယ်ဆိုတော့
တွေးကြုံမရှိတဲ့အတွက်ကြောင့်မာရသွန်ဒီနေ့6မီတာ1500ဒီနေ့ပြေးတယ်ရွှေတစိရတယ်စံချိန်ကျိုးတယ်တရက်ချာမီတာ3000ပြေးတယ်ရွှေတစိရတယ်စံချိန်ကျိုးတယ်တရက်ချာမှာမာရသွန်ပြေးရတဲ့အတွက်ကြောင့်1500 3000ပြေးပြီးတော့မာဆက်လက်ခန်းနေတာကိုကနားမလဲဘူးမာရသွန်လည်းတစ်ခါမှမပြေးဘူးတော့အဲ့ပြေးတဲ့နေ့မှာတော့တော်တော်လေးတော့ကောင်းနေတာပေါ့ဒါပေမဲ့ turning point ပြန်လှည့်တဲ့အချိန်မှာကြွတ်တက်နေပြီကြွတ်တက်နေတဲ့အချိန်မှာပြန်ပြီးလှည့်တဲ့အချိန်ကြွတ်တက်လာတဖြည်းဖြည်းနဲ့နားလိုက်ပြန်ပြေးလိုက်နားလိုက်အဲ့ဒါနဲ့လုံးဝမရဘူးနောက်ဆုံးဖက်နဲ့ချွတ်လိုက်လေ့ကျင့်ခန်းလုပ်လိုက်ထိုင်လုပ်လိုက်အဲ့ဒီအချိန်ဒီကျမနောက်မှာတရားမှမပါဘူးနောက်ဆုံး5ကီလိုမှာစင်ကာပူကကစားသမားကျမကိုကြော်တက်သွားတယ်ကြော်တက်သွားပြီးတခါအဲ့မှာအော်ကြော်ငါတော့ဒုတိယတော့ရသေးတာမဆိုဆက်ပြေးနေရနေတခါဘာလို့ဖြစ်လဲဆိုတော့ဟိုတဖြည်းဖြည်းနဲ့မန်ချက်ကြွတ်တက်တာကြီးကနှစ်ဖက်စလုံးဖြစ်လာပြီးလုံးဝလှုပ်လို့မရတဲ့အထိဖြစ်လာတယ်အဲ့မှာလှုပ်ရင်းလမ်းလျှောက်ရင်းလေ့ကျင့်ခန်းလုပ်ရင်းကနေပြီးတော့တခါဖိလစ်ပင်းကတယောက်ကတက်သွားပြန်တက်သွားပြီးတော့ကစားသမားဆိုတော့လေပန်းဝင်တဲ့အထိတော့ကျမတို့ကပြေးကျင်တာပေါ့နော်လမ်းတစ်ဝက်ကနေဖြတ်ပြေးတာဘာတွေတော့မရှိကျင်တဲ့အတွက်ကြောင့်တောက်လျှောက်ပြေးလာနောက်ဆုံးမီတာ100မှာပြေးလို့လုံးဝမရတော့ဘူးမရတော့အခြေတော့ဒီရွတ်တိုက်ဆွဲပြီးတော့ပန်းဝင်တဲ့အထိပြေးခဲ့ရတယ်အဲ့ဒီအချိန်မှာစံညင်ကတော့လုံးဝမကောင်းတော့ပထမဆုံးအချိန်3:17မိနစ်ဖြစ်သွားတယ်ဒါပေမဲ့တက်ကြီးတစ်စိမ့်နဲ့ပဲချိန်နှံလိုက်ရတယ်ဒီလှုပ်ရှားမှုတစ်ခုရှိတော့မှဒီကျမ်းမာရေးအတွက်ကောင်းမှဆိုတော့ဒီပြေးတာလေးတွေတော့နည်းနည်းမနေ့ပိုင်းလေးတွေနည်းနည်းလေးဒါမှမဟုတ်လမ်းလျှောက်လေးတွေဖြစ်ဖြစ်လေ့ကျင့်ခန်းလေးတွေလုပ်ပြီးတော့အမြဲတမ်းလုပ်ဖို့သင့်တယ်လို့တော့နံပါတ်9လာဖို့ပါခင်ဗျာအားလုံးမင်္ဂလာပါကျွန်တော်ကတော့ Run of Food မြန်မာရဲ့ organizer တူပါခင်ဗျာကျွန်တော်ကတော့ပြိုင်ပွဲနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကိုတာဝန်ယူထားပါတယ်အခုကျွန်တော်တို့ဒီမှာဆိုရင်ကြာတာပရင်းတွေကိုတောင်းကလာပါပရိကာကွင်းမှာ training ရှိတယ်ပြီးလို့ရှိရင်ဒီ training ဟာတွေကိုကျွန်တော်တို့ကစနေနေ့မှာအင်အားကန်တပတ်ပြေးတယ်တချို့က16ကီလိုမီတာပြေးတယ်အဲ့ဒါရှိတယ်ပြီးလို့ရှိရင်တနင်္ဂနွေနေ့ကန်တော်ကြီးမှာဒီ3ရက်ကတော့ကျွန်တော်တို့နဲ့လာပြီး join လို့ရတယ်။ကျန်တဲ့4ရက်ကလည်းကျွန်တော် training ရှိတယ်။ဒါပေမဲ့ဒါကတော့ကိုယ် training နဲ့ကိုယ်လုပ်တာပေါ့။ဒီ3ရက်ကတော့ကျွန်တော်တို့ public ကိုဖွင့်ထားတယ်။ဤသူမဆိုလာရောက် join လို့ရပါတယ်။ကြာတာပရိနေ့ရယ်စနေနေ့ရယ်တနင်္ဂနွေနေ့ရယ်ပေါ့နော်။ကျွန်တော်တို့လုံးမဲ့အခုနီးစပ်ဆုံးပြိုင်ပွဲကိုပြောပါဆိုလို့ရှိရင်เนาะ KBZ Community 10 mile run ပါသူကအားကစားရုံကရင်ထွက်ပါမယ်21ရက်နေ့မတ်လ2026ပါပြီး9လပိုင်းကြာလို့ရှိရင်လာဇန်ပိုင်းမှာကျွန်တော်တို့ Cherry Trail Run ရှိပါတယ်ပြင်ဦးတွေမှာလည်းရှိပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့လှိုင်ရိုးမှာ Trail Run လည်းရှိပါတယ်ပြီး9လပိုင်းအကုန်ဆိုရင်เนาะကျွန်တော်တို့ကအလိုက်နီးမှာယူရတလုံးစပိန်စီမယ်ပြေးမယ်အဲ့ဒါလေးကိုကျွန်တော်တို့ကဒီတစ်ခေါက်ထူးထူးတဲတဲလေးစီစဉ်ထားပါတယ်အပြေဦးလေးကိုလည်းလာဖို့ဖိတ်ခေါ်ပါတယ် KBZ Community 10 mile run ကိုလည်းလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ